ကိုနာကြရပြီလင်မေငါဤမရဏတိချင်းသည်အဝိသတိဖြစ်လက်တံရာဟုမရဏနုပတိကမ္မထံလို့ပုဂ္ဂိုလ်တိုင်းဟာမလွဲမသွေတနေ့ကြရင်သိရမှာအဲ့တော့အဲ့ဒါလေးကိုမရဏမေဘဝိတ္တိဆိုပြီးတော့ဆင်ញံသုံးသပ်ပြီးတော့ပွားများတဲ့အခါကျတော့ဘာအကျိုးထူးလဲဆိုတော့သိချင်းတရားကိုမကြောက်တော့တရားမှာကိုမကြောက်တော့ဘာလို့လို့မကြောက်လဲဆိုတော့ဒီဘဝကရထားရင်သင်မှာပဲဆိုတာသိသွားတဲ့အခါကျတော့တွေးပြီးတော့သိချင်းတရားကိုကြောက်တဲ့စိတ်ကမရှိတော့ဘူးပြောရရင်တော့သိချင်းတရားကိုရင်ဆိုင်နိုင်တဲ့တတ္တိကိုသူကဖြစ်အဲ့ဒါကိုမရဏမေအဝိတ္တိမေငါဤမရဏသိချင်းသည်အဝိတ္တိဖြစ်လက်ခံတဲ့ဒါလေးကလည်းအမြဲနှလုံးသွင်းစဉ်းနေဖို့တို့ဘာလို့လဲဆိုတော့လူကသိချင်းတရားနဲ့တွေ့မယ်ဆိုရင်လည်းကြောက်တာပဲအဲ့သိချင်းတရားနဲ့မတွေ့ခင်မှာအားလုံးတော်ဝါဒီမှာလောကဓာတ်တရားနဲ့လည်းတွေ့ရတယ်နော်လောကကြီးထဲမှာလောကဓာတ်တရားနဲ့လည်းတွေ့ရတယ်နော်အဲ့လောကဓာတ်တရားဆိုတာက၈ပါးလျှောက်တယ်မိဘအကျိုးကိုသယ်ပိုးတယ်အဲ့စိတ်ကလည်းရှိတယ်အဲ့လုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကတခြားလားမိဘကိုကျေးဇူးဆက်တာလားကျေးဇူးဆက်တာပါဗျာမင်္ဂလာအနေနဲ့ပြောရင်မာတာပိတုဥပဒါနမင်္ဂလာနဲ့ရောမညီဘူးလားညီပါတယ်ဗျာမင်္ဂလာတရားဆိုတာကတရားကလူတွေရဲ့အကျိုးကိုသီးသန့်ပေါ်ထားတဲ့တရားဒါဖြင့်မိဘကိုပြုစုတဲ့စောင့်ရှောက်တဲ့လုပ်ကျွေးတဲ့ဆိုတဲ့သားသမီးတွေရှိနေရင်အဲ့ပြုစုစောင့်ရှောက်တဲ့သားသမီးတွေမှာမာတာပိတုဥပဒါဌာနဆိုတဲ့မင်္ဂလာတရားနဲ့မကြည့်ဘူးလားဒါဖြင့်အဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့သားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုရရှိတဲ့ပြိပတွေကြတော့လဲစိတ်ချမ်းသာမှုဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဖြစ်တယ်နော်ဒီချက်ကဘာဖြစ်လို့သူတို့ကိုပြန်ပြီးတော့ပြုစုစောင့်ရှောက်မှုလုပ်ရတာလဲဆိုတော့ကိုယ်လူလောကထဲရောက်အောင်ပို့ပေးတာသူတို့ကပို့ပေးတာမဟုတ်ဘူးကိုယ်လာတာမိဘတွေပို့ပေးလို့ဒီလောကထဲရောက်လာတာဒါဖြင့်မိဘတွေပို့ပေးလို့လောကကြီးထဲကိုယ်ရောက်လာတဲ့အခါပို့ပေးတဲ့မိဘကိုပြစ်ထားမှာလားပြန်ပြီးတော့စောင့်ရှောက်ရမှာလားပြန်စောင့်ရှောက်ရမှာအဲ့ဒါမာတာပိတုဥပဒါနမင်္ဂလာနော်ဆိုတော့အဲ့ဒါလေးကိုရှေ့ကနေတန်းပြောပြီးတော့ငါရေးချင်တာရေးတာပေါ့လေအတိကစီဝရံသံဃတ္တဒေမံဣမိနာစီဝရေနမေကညာနသပစ္စယောဟောတုရှင်မြတ်တို့ဗျာဘုရားတတိတော်ဒီတော်မာတို့စီလုံခဲ့သောလာမြောက်ကဘဝဟောင်းနှင့်ဒီသားသူတို့အားဆုံးပြထား၍ဘဝသစ္စာရောင်ရွှေဝေလုံးသွားသောကျေးဇူးအားဟောရတုပတိရောက်ပါစေခြင်းရပါစေခြင်းလောကမွေကံကိုဝါတုသင်္ကန်းကိုအဝါကတော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့အားစက္ကဓမ္မာဤဤကောင်းမှုတို့သည်မဲ့ဉာဏ်ဘုညံတို့ထောက်ပံ့သည်ပါစေပါရှင်မြတ်တို့ဘုရားရောခဏတော့ဒီကနေ့တော့ပြေးရအောင်ပြေးရအောင်ဘုရားတို့ကိုဝင်ယုံကြည်သောရာတရားတို့ဖြင့်လုံးခဲ့သောတလမြောက်ကဘဝဟောင်းနှင့်မိသားစုတို့အား
ဆုံးပြထား၍ ဆုံးပြေထား၍ ဘဝတည်သော ဘဝတည်သို့ ရောင်ရွှေ ရောင်ရွှေ ကွယ်လွန်သွားသော ပဲလွန်သွားသော ချစ်ဆွေအား ချစ်ဆွေအား အောင်းရတုကတိ အာရတုကတိ ရောက်ပါစေခြင်း ရောက်ပါစေခြင်း ရပါစေခြင်း ရပါစေခြင်း လုံးဟာ လုံးဟာ ဘုရားမှုရှိသော တရားမှုရှိသော ကာတော် သံဃာတော် ရှင်မြတ်တို့အား ရှင်မြတ်တို့အား သင်္ကေဟတို့ သင်္ကေဟတို့ ဘုသေစွာဖြင့် ဒုတိယစွာဖြင့် ဖိတ်၍ နေ၍ မိုးရေကံကော ဘုရားကံဘော ဝါစုသင်္ကံ အာသုပင်ကံ သက်ကံ သက်ကံ လူကံရသော ဘုရားရသော သီဝရဌာန စီဝရဒါန အမှုကုသိုလ်ကံ အမှုကုသိုလ်ကံ ပရဏဂုံဘုံဘာနှင့် ဘယ်လိုဘုံမှနှင့် သင်္ဃာ၅ပါးရှိသော သင်္ဃာ၅ပါးရှိသော သီလတော်မြတ်တို့ကို သီလတော်မြတ်တို့ကို ခံယူ ခံယူ ကျင့်သော ကျင့်သော သောတရားသော သတိရသော သီလကောင်းမှု သီလကောင်းမှု ကုသိုလ်ကံမောဂပံပတ္တိ ဘောဂတံပတ္တိ နိဗ္ဗာနပံပတ္တိ နိဗ္ဗာန်တံပတ္တိ ဤဟုသော ဤလိုသော ပံပတ္တိတရား တံပတ္တိတရား ဘုမာတို့နှင့် ဘုံမာတို့နှင့် ပြည့်စုံခြင်းသည် ပြေဆုံးခြင်းသည် ပါစေသာ ပြပါစေသာ မြတ်တို့ဘုရား ရှင်မြတ်တို့ဘုရား မြတ်တို့ဘုရား ရှင်မြတ်တို့ဘုရား နေ့ယခု ယနေ့ယခု ဝေလွန်သူအား ဘယ်လိုသူအား ဤမှန်၍ ဒီမှန်၍